အားလုံးပဲမင်္ဂလာပါ Learn English with you channel ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့တို့ English ပုံမြင်လေးတစ်ခုဖတ်ရင်းနေပေါ့နော်ကျွန်တော်တို့ဒီပုံမြင်လေးထဲမှာပါတဲ့ vocabulary လေးအလုံး20ကိုအတူတူလေ့လာကြည့်လိုက်ရအောင် Okay အဲ့ဆိုရင် vocabulary လေးတွေကိုစပြီးလေ့လာကြည့်ရအောင်ပထမဆုံးလေ့လာမယ့် vocabulary က chest ဖြစ်တယ်ပေါ့နော် chest ကရင်ဘတ်ကိုပြောတာပေါ့ဗီဒီယိုထဲမှာလည်းဒီမှာ short video လေးမှာကျွန်တော်ရင်ဘတ်မှန်တင်လာမြင်လာကြည့်အောင်လို့ကျွန်တော်ဒီဘက်ရဲ့video short video လေးထည့်ပေးတာပေါ့ Okay example လေးတစ်ကြောင်းကြည့်လိုက်အောင် The water in the lake was as high as my chest Okay အဲ့တော့နောက်တစ်လုံးကြည့်လိုက်အောင်နောက်တစ်လုံးက confidence ဆိုတာကျွန်တော်တို့တစ်ခုခုကိုပြုလုပ်ဖို့ရအတွက်ယုံကြည်မှုရှိတာတို့တစ်ခုခုလုပ်ခဲ့တဲ့ဟာမှာအဲ့ဒီဟာကိုလုပ်ခဲ့တာမှာယုံကြည်ချက်ရှိယုံကြည်မှုရှိတယ်ရှိနဲ့လုပ်ခဲ့တဲ့အကြောင်းကိုကျွန်တော်တို့ပြောခြင်းဒီ confidence ဆိုတဲ့ vocab ကိုသုံးပြလို့ရတယ် Okay example လေးကြည့်လိုက်အောင် I have confidence that I did well on the test ငါဒီစာမေးပွဲမှာကောင်းကောင်းဖြေဆိုနိုင်ခဲ့တယ်လို့ငါကယုံကြည်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော် Okay အဲ့ဆိုနောက်တစ်လုံးကြည့်ရအောင်နောက်တစ်လုံးက consequence ဆိုတာကြိုးရလိုက်ဖြစ်တယ်result နဲ့တူတူပဲဘယ်လိုမျိုး example လေးကိုကြည့်လိုက်ရင်ရှင်းသွားမယ်လို့ထင်တယ် As a consequence of missing my bus I had to find another way to work ငါဘတ်စကားလွတ်သွားတယ်ကြိုးရလက်ကြောင်းနဲ့ငါရုံးအောင်သွားဖို့နောက်ထပ်နည်းလမ်းတစ်ခုရှာဖွေခဲ့ရတယ်ဆိုတော့ဒီလိုကနေမှဘတ်စကားလွတ်သွားတယ်ပေါ့အဲ့အတွက်ကြောင့်ရုံးသွားဖို့နောက်ထပ်နည်းလမ်းတစ်ခုရှာဖွေလိုက်ရတယ် Okay အဲ့ဆိုနောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက disaster ဆိုတာဘေးရနေရဒါမှမဟုတ်ရင်ကြိုးကြီးမှတော့ဖြစ်စင်ပါတော့ဒါကတော့ကျွန်တော်ဒီတိုင်းသင်လျော်ပါလာပြန်တာတကယ်တော့တခုခုတစ်စုံတစ်ခုခုကြောင့်တဘာဝဘေးကြောင့်ဖြစ်ရင်တိုင်းမှုကြောင့်ဖြစ်စစ်ပွဲတွေကြောင့်ဖြစ်ဒါမျိုးကြောင့်ဖြစ်သွားတဲ့ကြီးမားတဲ့ဘေးရနေရတွေကိုကျွန်တော်တို့ disaster လို့ခေါ်တယ်ပေါ့ When the car crashed it was a disaster ကားတိုက်မှုဖြစ်တယ်ဆိုတာ disaster ဖြစ်တာပဲတဲ့ဆိုတော့ကြီးမားမားပျက်စီးဆုံးရှုံးတဲ့အနေရဖြစ်တာပဲပေါ့နော်ဒါမျိုးပြောချင်တာပေါ့ Okay နောက်တစ်လုံးကြည့်လိုက်အောင်နောက်တစ်လုံးကတော့ disturb ဆိုဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီလိုလှုပ်နေတဲ့အချိန်မှာနေရောတယောက်ကလာပြီးတော့နောက်ဆက်တဲ့အတွက်ဒီပဲညစ်သွားတယ်ပေါ့နော်ဆိုတော့ဘာပြောချင်တာလဲဆိုတော့ကိုကတခုခုလုပ်နေတဲ့အချိန်မှာတဆုံတခုခုကြောင့်ကိုယ်စိတ်နှောက်ယှက်ပေးတာအနှောက်ယှက်ဖြစ်စေတာကို disturb လုပ်တယ်လို့ခေါ်တယ် disturb ဖြစ်တယ်ပေါ့နော်နှောက်ယှက်ပေးသည်ပေါ့အဲ့တော့ the loud noise disturbed me while I was walking ငါလှုပ်နေတဲ့အချိန်မှာ loud noise ကျေလောင်တဲ့အသံကြီးကငါ့ကိုစိတ်နှောက်ယှက်ပေးတယ်နှောက်ယှက်ခဲ့တယ်ပေါ့နော်ဒီမှာဆိုဒါ video နဲ့ရေးထားတာဆိုတော့ alright အဲ့ဆိုနောက်တစ်လုံးကြည့်လိုက်အောင်နောက်တစ်လုံးက estimate လုပ်တယ်ဆိုတာတွက်ချက်တာလို့လည်းပြောလို့ရတယ်မှန်းဆတာလို့လည်းပြောလို့ရတယ်ခံမှန်းတဲ့နေရာမှာလည်း estimate နဲ့ပြောလို့ရတယ်ဥပမာ main estimate လုပ်ကြည့်လိုက်လို့ပြောတာပေါ့ဥပမာ main ဒီ project ကိုဘယ်တော့ပြီးမလဲ main estimate လုပ်ကြည့်လိုက်ဒါဆိုရင် project ကိုဘယ်တော့ပြီးမလဲဆိုပြီးတော့အခု conversation နှစ်ယောက်အတူတူလုပ်နေတဲ့အချိန်ကြီးမှာ estimate လုပ်ခိုင်းတာဆိုတော့ကိုကကွက်တီတော့တွက်လို့မရဘူးဒါပေမဲ့ကိုကခံမှန်းပြီးတော့2 week လောက်တော့ကြာမယ်နဲ့တူတယ်ပေါ့အင်တာမျိုးပြန်ပြောချင်လို့ရှိရင်ကျွန်တော်တို့ကestimate လုပ်လိုက်တော့ပေါ့ဆိုတော့အရင်သွားနေပြီးတော့သူ estimate လုပ်ထားပြီး2 week လောက်ကြာမယ်လို့ပြောတယ်အဲဒါမျိုးကျွန်တော်တို့တုံပြီးတော့ပြောလို့ရတယ် Okay အဲ့ဆိုရင် example လေးကြည့်လိုက်အောင် The boy estimated that he was 1 meter tall ဆိုတော့သူဒီကောင်လေးကသူ့ကိုယ်သူ1 meter လောက်ရှည်လာပြီလို့ estimate လုပ်လိုက်တယ်သူခံမှန်းလိုက်တယ်ပေါ့နော်မှန်းဆလိုက်တယ်ပေါ့ Okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက honor ဆိုတာဘာလဲဆိုတော့လူတစ်ယောက်ကိုလေးစားမှုပြုတယ်ဒါမှမဟုတ်လူတစ်ယောက်ကိုဂုဏ်ပြုတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့က honor ဆိုပြီးတော့အသုံးပြုတယ် So I honor my science teacher by working hard in class အတန်းထဲမှာငါစာကြိုးစားခြင်းအပြင်အားရဲ့ science teacher ကိုလေးစားမှုပြုတယ်ပေါ့နော်အဲ့တော့ငါရဲ့ teacher ကိုလေးစားတဲ့အနေနဲ့ငါစာတွေကြိုးစားတယ် Okay အခုကြည့်လိုက်အောင်နောက်တစ်ခုက impress ဒီကောင်လေးကဒီမှာကနေပေါ့နော်ကောင်မလေးတွေကဘေးကနေဝိုင်းကုန်တယ်အဲ့တော့ဒီကောင်လေးကဘာလုပ်နေရလဲဆိုတော့ကောင်မလေးတွေကိုအထင်ကြီးအောင်လုပ်တယ်ကောင်မလေးတွေသူ့ကိုအထင်ကြီးလာအောင်လုပ်တယ်သူစိတ်ဝင်စားလာအောင်လုပ်တယ်
ဒါမျိုးဆိုရင် impress ဆိုတာကိုအသုံးပြုရမယ်ဆိုတော့ impress ရဲ့အဓိပ္ပာယ်ကအထင်ကြီးအောင်လုပ်တယ်စိတ်ဝင်စားအောင်လုပ်တယ်ဒါလူတစ်ယောက်ကသူ့မှာရှိတဲ့စွမ်းရည်နဲ့သူများတွေကိုအထင်ကြီးလာအောင်လုပ်တာမျိုးကိုအသုံးပြုတယ်ကတာမှမဟုတ်ဘူးကိုကဘာနဲ့ဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ်တော်တယ်ဆိုလို့ရှိရင်လူတွေက impress ဖြစ်လာတယ်လူတွေကိုစိတ်ဝင်စားလာတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့အသုံးပြုလို့ရတယ် He was able to impress the girls with his new dance ဆိုတာဒီဗီဒီယိုလေးကို example လေးလုပ်ပေးထားတာပေါ့ Okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက marathon ဆိုတာကအပြေးပြိုင်ပွဲကြီးဖြစ်တယ်ဘယ်လိုမျိုးပြေးပြိုင်ပွဲလဲဆိုတော့26မိုင်လောက်ရှိတဲ့ဒီလိုအကွာဝေးကြီးရှိတဲ့အဲ့လိုပြိုင်ပွဲပေါ့နော်ကြာကြီးပြိုင်တဲ့ပြေးပြိုင်ပွဲကိုခေါ်တာရိုးရိုးဟို100မီတာလောက်ပြေးတာကို marathon လို့မခေါ်ဘူးဒါကတော့ရိုးရိုးပြေးပြိုင်ပွဲပေါ့ Okay အဲ့ဆိုရင် I ran marathon and now my legs are tired marathon ပြေးခဲ့တဲ့အတွက်ကြောင့်ငါခြေထောက်တွေညောင်းနေပြီပေါ့နော်ပင်ပန်းနေပြီပေါ့ narrow ဆိုတာဘာလဲဆိုတော့ adjective ဖြစ်တယ်သူကဘာကိုပြောချင်တာလဲဆိုတော့ချင်းမြောင်းတော့အဲ့တော့ narrow ဖြစ်တယ်လို့ပြောရင်ကြည့်မယ်အဲ့တော့ဒီမှာ example လေးကြည့်မယ်ဓာတ်ပုံလေးလည်းကြည့်လိုက်မယ်ဆိုရင်တခါတည်းမျိုးလုံးနဲ့လည်းမြင်သွားမယ်နှုတ်ကလည်းနည်းနည်းဟိုရွတ်ဒီရွတ်ပေါ့နော်တကယ်ထပ်လေးလေးရွတ်လိုက်မယ်ဆိုရင်ဒီ narrow ဆိုတာကိုမှတ်မိသွားလောက်မယ်လို့ပြောနေတယ်ပေါ့နော် The bridge is too narrow for a car to drive over တရားအရင်ကျင်းလို့တဲ့ကားမောင်းသွားဖို့ရအတွက်တရားအရင်ကျင်းလို့နေတဲ့ဒီနောက်တစ်လုံးချီအောင် pale ဆိုတာဘာလဲဆိုတော့ဖြော့တဲ့အရာကိုပြောတာလူတွေမှာဆိုလို့ရှိရင်ဖြူပတ်ဖြူရောဖြစ်တယ်ပေါ့လူတွေရဲ့အသားကြီးဖြူပတ်ဖြူရောဖြစ်တယ်တချို့တွေအဲ့လိုဘယ်လိုပြောမလဲနေမကောင်းဖြစ်လို့ဖြူပတ်ဖြူရောဖြစ်တယ်ဒါမျိုးဆိုလဲ pale နဲ့သုံးလို့ရတယ်အဲ့ဒါမှကြည့်လိုက်အောင် The girl's skin was very pale ကောင်မလေးရဲ့အသားအသားရောင်ပါပေါ့နော်အရင်ဖြူပတ်ဖြူရောဖြစ်နေရတယ်တဲ့ Okay ဆိုတော့နောက်တစ်လုံးကြည့်လိုက်အောင်နောက်တစ်လုံးက rough ဆိုတာကြမ်းတမ်းတော့ဘယ်လိုကြမ်းတမ်းတာလဲမြေကြီးကကြမ်းတမ်းတာပဲဖြစ်ဖြစ်ပဲရာမဆိုကြမ်းတမ်းတာပဲဖြစ်ဖြစ်ဘွာကြီးကခက်ခဲကြမ်းတမ်းတာပဲဖြစ်ဖြစ်ဒါမျိုးဆိုကျွန်တော်တို့ကကြမ်းတမ်းတော့ဆိုတဲ့အဓိပ္ပာယ်ရှိတယ် rough ဆိုတဲ့အဓိပ္ပာယ်ကိုအသုံးပြုလို့ရတယ် The rough ground hurt my feet ဒီမြေကြီးကြောင့်ပေါ့နော်ကျန်းတဲ့မြေကြီးကငါခြေထောက်ကိုနာကျင်စေခဲ့တယ်တဲ့ Justify ဆိုတာဒီကျင့်မှုရှိသည်ပေါ့နော်နှစ်သက်သည်ကျင့်မှုရှိသည်ပေါ့ It will justify my teacher if I finished all my homework ငါသာအင်္ဂါတွေအကုန်လုံးပြီးခဲ့မယ်ဆိုရင်ငါဆရာမစိတ်ကျဉ်နေမှာတဲ့ Okay အဲ့ဆိုတော့ကျွန်တော်ကြည့်လိုက်အောင်နောက်တစ်လုံးက scream လုပ်တယ်ဆိုတာစူးစူးဝါးဝါအော်တာကိုပြောတာပေါ့နော်တကူကူကြောက်လန့်မယ်ဖြစ်ဖြစ်ထိတ်လန့်မယ်ဖြစ်ပြီးတော့စူးစူးဝါးအော်တာကို scream လုပ်တယ်လို့ခေါ်တယ် The girl saw a spider and screamed ကောင်မလေးက spider ကိုမြင်ပြီးတော့ screamed စူးစူးဝါးဝါကုန်လိုက်တယ် sensitive ဆိုတာ adjective ဖြစ်တယ်အထီးခိုက်မခံတော့စိတ်ကစားလွယ်တော့ဆိုတော့တခုခုကကြောင့်စိတ်ထိခိုက်လွယ်တာတို့တခုခုကြောင့်ကိုယ်သားအထီးမခံတာတို့ကိုယ့်ရဲ့သွားတွေကအထီးမခံတာတို့ဒါမျိုးဆိုရင်ကျွန်တော်တို့က sensitive ဆိုတဲ့ adjective ကိုအသုံးပြုလို့ရတယ် My teeth are sensitive to cold things သူသွားတွေကအေးတဲ့အရာပဲအရာနဲ့မထိလို့မရဘူးနည်းနည်းလေးထည့်တယ်နဲ့သွားတွေကျင်လာတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး example ဒီလိုမျိုးအသုံးပုံစံနဲ့အသုံးပြုလို့ရတယ် My teeth are sensitive to cold things ဒီအေးတဲ့အရာတွေကို sensitive ဖြစ်တယ်ထိမခံနိုင်ဘူးလို့ပြောတာ။ Okay နောက်တစ်လုံးကိုကြည့်လိုက်အောင်နောက်တစ်လုံးက shade ဆိုတာကအရိပ်ပေါ့နော်အပင်ရိပ်ပါရိပ်ညာရိပ်ပေါ့ဥမာတိုက်ကုန်နေထိုးလို့ကြတဲ့အရိပ်လည်း shade ပဲအပင်ကုန်နေထိုးလို့ကြတဲ့အရိပ်လည်း shade ပဲအဲ့တော့ example လေးနဲ့ကြည့်လိုက်အောင် It was hot outside so the boy sat in the shade of a tree အပြင်မှာရမ်းပူလို့တဲ့ကောင်လေးတွေကပင်အောက်မှာထိုင်နေခဲ့တယ်တဲ့အပင်ရဲ့အရိပ်အောက်မှာထိုင်နေခဲ့တယ် Okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက supplement ကတော့ background noun ဒီဟာပဲဆို noun ဆိုရင်တော့ဖြည့်ဆွတ်ခြင်းပေါ့နော် verb ဆိုလို့ရှိရင်တော့ဖြည့်ဆွတ်သည်ပေါ့ဘာလို့လဲဆိုတော့သူကဖြည့်ဆွတ်သည်ဆိုတာသူကဒီတိုင်းဟိုအရာတိုင်းကိုဖြည့်ဆွတ်တာမျိုးပြောမှာသူဘယ်လိုမျိုးလဲဆိုတော့ဒီတစ်ခုခုကိုဖြည့်ဆွတ်လိုက်လို့ကောင်းကျိုးဖြစ်မဲ့အရာတစ်ခုခုပေါ့နော်အဲ့လိုဆိုရင်ဒါ supplement ကိုအသုံးပြုလို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ she supplements her diet with vitamin C
vitamin C ကိုပေါင်းထည့်လိုက်တယ်ပိုင်လေးကိုပေါင်းထည့်လိုက်တယ်သူ့ရဲ့ diet season ကိုပေါင်းထည့်လိုက်တယ်အဲ့လိုဖြည့်ဆွတ်လိုက်တဲ့အတွက်ကြောင့်သူမအတွက်အကျိုးပိုရှိသွားမယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရှိတဲ့ဟာမျိုးဆိုရင် supplement ဆိုတဲ့ verb ကိုအသုံးပြုတယ် okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက terror ဆိုတာက now ကြောက်ရွံ့မှုဖြစ်တယ်ပေါ့နော်ဆိုတော့သူကဘယ်လိုမျိုးအဲ့ဒါမျိုးလုပ်လို့ရတယ်ဆိုတော့ I felt a sense of terror when the tiger chased me ငါ့ကိုဒီကြားလိုက်ရောငါဒီကြောက်လန့်မှုကိုခံစားလိုက်ရတယ်ပေါ့နော် felt a sense of terror တော်တော်ကြီးကိုကြောက်သွားတာပေါ့တုံလို့သွားတာအဲ့လိုမျိုးကိုခံစားလိုက်ရတယ်တဲ့ okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံး threat ဆိုတာလူတစ်ယောက်ကိုချိန်ချောက်တာပဲဖြစ်ဖြစ်လူတစ်ယောက်ကိုတခုကဟိုချိန်ချောက်တယ်လို့ဒါမှမဟုတ်နမိတ်လိုမျိုးဒါမျိုးပြီးရင်တချို့ဟို warning sign တွေပေါ့နော်ဥပမာဒီ channel ကိုဝင်လာရင်ပြစ်မယ်တော့ဒါမျိုးတွေကလည်း threat ပဲပေါ့သူတို့တားမြစ်ထားတာပေါ့မလားဘူးလာရင်ပြစ်မှာသူတို့ဒါချိန်ချောက်တဲ့ဟာမျိုးဆိုတော့ဘယ်လိုပြောလို့ရလဲဆိုတော့ due to the dark clouds there was a threat of a bad storm ဒီတိမ်မဲတွေကြောင့်ဒီဆိုးရတဲ့မုန်တိုင်းအနေရကြောက်တော့မယ်ပေါ့နော်တိမ်မဲတွေကြောင့်ဆိုးရတဲ့မုန်တိုင်းဖြစ်လာတော့မယ်တဲ့ဆိုပြီးပြောထားတာ okay နောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးက victim တော့ဘာလဲဆိုတော့အခုခေတ်ဆိုရင်ဒီ online လိမ်နေတဲ့လူတွေအများကြီးကြောင့်ငွေတွေဆုံးရှုံးတဲ့လူတွေအများကြီးဖြစ်လာအဲ့မှာနစ်နာတဲ့လူတွေအားလုံးကို victim လို့ပြောလို့ရတယ် victim ဆိုတာတခုလိုလိမ်ခံရတာတော့လောက်ခံရတာတော့ကြောင့်ခံစားရတဲ့လူပုဂ္ဂိုလ်ကို victim လို့ခေါ်တယ် I was a victim of a robbery တမန်မှုတစ်ခုမှာငါနစ်နာသူဖြစ်ခဲ့တယ်တဲ့ Don't be a victim of online scammer ဆိုတော့ဒီ online ပေါ်ကဒီလူလိမ်တွေကြောင့်နစ်နာသူမဖြစ်စေနဲ့အဲ့တော့သူတို့ရှိတာသူတို့ကုတ်တီထောင်းတာဖြစ်ဖြစ်သူတို့ကဘာပတ်ဆိုပြောပါဖြစ်ဖြစ်ရဲစခန်းဖုံးဆက်တယ်ပြောသူကဖုံးဆက်ပြောကင်ကြမလို့ပေါ့နော်ကျွန်တော်တို့ဒီစင်ကာပူမှာဆိုပို့ဆိုတယ်အားရှိဒီကျွန်တော်တို့ ICA ကဖုံးဆက်ပါတယ် ICA ကဖုံးဆက်ပါတယ်နဲ့ဖုန်းနေတိုင်းလို့ဝင်တာပြီးရင်မင်းဗီဇာကြီးကဘယ်လို issue ဖြစ်နေပြီတော့ဘာလို့လဲပေါ့ပြီး message တွေပို့တာတို့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုရောင်ရမ်းပြီးမသိဘဲနဲ့ကြောက်ပြီးတော့ဖုံးကင်ပြီးသူတို့ပြောတဲ့အတိုင်းလိုက်လုပ်တဲ့လူတွေကခုလိုမျိုး victim ဖြစ်သွားတာပေါ့သူတို့လိမ်တဲ့ဟာကိုခံလိုက်ရတဲ့လူတွေဖြစ်သွားတာပေါ့အဲ့တော့ကြွေဒီကျွန်တော် channel ကိုနားထောင်တဲ့လူတွေမှာစင်ကာပူမှာရှိတဲ့လူတွေဆိုရင်လည်းအဲ့လို ICA တို့ဘာတို့ကဖုန်းဆက်တယ်ဆိုတာမျိုးကမရှိဘူးပေါ့နော်သူတို့အားရလိုက်ဆက်မှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ကင်ရလည်းမလို့ဘူးကြောက်စရာလည်းမလို့ဘူးပေါ့နော်ဒါဟိုလမ်းကျုံလို့ knowledge sharing လေးလုပ်ပေးတာပေါ့ okay အဲ့ဒါဆိုလို့ရှိရင်ပုံမြင်လေးကိုနားထောင်ကြည့်လိုက်ရအောင် Deer and its image. A deer told himself every day, I am the most handsome deer in the forest. My large chest is a symbol of my power, and my beautiful horns impress other animals. But he did not like his legs and hooves. My legs are narrow, and my hooves are ugly. They do not satisfy me. One day, the deer saw a big dog. The deer made some noise and disturbed the dog. The dog woke up and chased him. The deer felt terror. He screamed. He did not want to be a victim, so he ran into the forest. His strong legs helped him run fast. His pale brown hooves were hard, so they were not sensitive to rough rocks. However, his horns got caught in branches, slowing him down. His large chest could not fit between thick trees. The deer estimated that he ran for an hour. He felt like he was running a marathon. In the end, the deer escaped the threat of the dog. He sat in the shade of a tree. That was almost a disaster. I almost did not escape because of my chest and horns. My legs and hooves saved me. As a consequence, the deer learned to honor his fast legs and have confidence in his strong hooves. Pretty things only supplement important things, he thought. Okay, အဲ့ဆိုရင်ကျွန်တော်နဲ့အတူတူဘာသာပြန်ကြည့်လိုက်အောင် The deer and his image ဆိုတော့ deer တဲ့ကောင်နဲ့သူ့ရဲ့ဒီပုံစံပေါ့နော်ပုံရိပ်ပေါ့ Okay အဲ့ဆိုရင်ပထမဆုံးကြောင်းအနေနဲ့ A deer told himself every day deer ဒီ deer ကြီးကနေတိုင်းသူ့ကိုပြောတယ်တဲ့ I am the most handsome deer in the forest ဒီတော့ထဲမှာငါအရန်ကိုရုပ်ချောဆုံးရုပ်ဖြောင်းဆုံးပေါ့နော် deer တဲ့ကောင်ဖြစ်တယ်ပေါ့နော်
My large chest is a symbol of my power သူရဲ့ဒီကျေပြန့်လာတဲ့ဒီရင်ဘတ်ပေါ့နော်ရင်အုပ်ကြီးကသူ့ရဲ့ power ပေါ့သူ့ရဲ့ခွန်အားကိုပြတဲ့ပြရုပ်တစ်ခုဖြစ်တယ်ပေါ့နော် and my beautiful horns impress other animals တခြားတိရစ္ဆာန်တွေပေါ့နော်တခြားတိရစ္ဆာန်တွေကို impress ဖြစ်စေတယ်ဆိုတော့ထင်ကြီးစေတယ်ပေါ့နော်အကြစေတယ်ပေါ့သူရဲ့လှပတဲ့ဒီဂျိုကြီးတွေကပေါ့ but he did not like his legs and hoops legs and hoops ဆိုတာသူခြေထောက်နဲ့သူတို့ဒီမြင်းတို့ဟာဒီသမင်တို့သူတို့ရဲ့ခြေထောက်ပေါ့နော်အောက်ကဟိုခွာပေါ့အဲ့ဒီဟာကိုသူကမကြိုက်ဘူးတဲ့ my legs are narrow သူခြေထောက်တွေကအရန်ကျင်းတယ်ပေါ့နော် and my hoops are ugly သူရဲ့ဒီခွာတွေကိုရုပ်ဆိုးတယ်လို့သူကထင်တယ်တဲ့ they do not satisfy me သူတို့ကငါ့ကိုဘယ်လိုပြောလဲစိတ်မချမ်းသာစေဘူးပေါ့နော်One day, the deer saw a big dog. တနေ့မှာတော့တဲ့ deer ဒီကခွေးကြီးတော့တွေ့လိုက်တယ် The deer made some noise and disturbed the dog. အဲ့နဲ့သူကနေပြီးတော့တန်တချို့လုပ်ပြီးတော့ခွေးကိုစိတ်နှောက်ယှက်ဖြစ်အောင်လုပ်လိုက်တယ် The dog woke up and chased him. အဲ့နဲ့ခွေးကြီးကလက်နိုးလာပြီးတော့သူ့ကိုလိုက်ရောတဲ့ The deer felt terror. အဲ့နဲ့ဒီရဲ့ဘယ်လိုပြောမလဲကြောက်လန့်သွားတယ်ပေါ့နော်He screamed and a judge He did not want to be a victim to the quay load McCann and so he ran into the forest and a door of the top year. His strong legs helped him run fast and a two tamara chiraudia too. His pale brown hoops were hot. သူ့ရဲ့ဒီခွာလေပေါ့နော်ဖြူဘက်ပြီးတော့အယောင်အညိုရောင်မှိန်ဖြစ်နေတဲ့ဒီသူ့ရဲ့ခွာလေ very hot တော်တော်မတင်းဘယ်လိုပြောတန်မာတယ်လို့ပြောပါတော့ so they were not sensitive to rough rocks သူအဲ့လိုကြီးဖြစ်နေတဲ့အတွက်ကြောင့်ကြမ်းတမ်းတဲ့ဒီလိုကြောက်တုံးတွေကိုတော့မှသူကမမှုပေါ့နော်အထီးခိုက်မခံတာမဟုတ်ဘူးဒီမှာဆို not sensitive လို့ပြောထားတာဖြစ်တဲ့အတွက်သူဘာမှဖြစ်ဘူးအဲ့ဒီပေါ်ဒီမှာတက်နေတာတော့မဆူဘူးဘာမှမဖြစ်ဘူး However his horns got caught in branches သို့တော်လည်းတဲ့သူ့ရဲ့ဒီဂျိုတွေကပေါ့နော်ဒီတစ်ကိုင်းနေနဲ့ညှိအောင်နေတဲ့ slowing him down သူ့ကိုနှီးသွားစေတယ်ပေါ့ His large chest could not fit between the trees သူ့ရဲ့ဒီရုံးကြီးရလည်းဒီတစ်ပင်ဘယ်လိုပြောလဲတစ်ပင်ကြီးကြားထဲမှာဘယ်လိုပြောလွတ်လပ်ပြေးလို့မရဘူးသူ့ရဲ့ရင်ဦးကြီးအရင်ကျဲနေတော့ The deer estimated that he ran for an hour သူတနားရီလောက်ပြေးပြီးပြီလို့သူခံမှန်းလိုက်တယ်တွက်ဆလိုက်ပြီးတဲ့နောက် He felt like he was running a marathon သူ marathon ပြေးပြိုင်ပွဲတစ်ခုကိုပြေးနေတယ်လို့တော့သူခံစားလိုက်ရတယ်တဲ့ In the end the deer escaped the threat of the dog ဒီခွေးရဲ့ပေါ့နော်ခွေးရဲ့အနေရကနေပြီးတော့ဒီနောက်ဆုံးမှာတော့ဒီရေရလွတ်မြောက်သွားခဲ့တယ် He sat in the shade of a tree တပင်ရေတရေအောင်မှာသူထိုင်ခဲ့တယ် That was almost a disaster သူကသူအမေလေးဖြစ်ပြီးတော်တခုပေါ့နော်ဆိုတခုဖြစ်တော့မလို့တဲ့ I almost did not escape because of my chest and horns ငါရဲ့ဒီဂျိုရဲ့ငါရဲ့ရှင်အုပ်ရဲ့ပေါ့နော်ရင်အုပ်ရဲ့တို့ကြောင့်နဲ့ငါလွတ်တော်မလွတ်မြောက်နိုင်တော့ဘူးတဲ့အဲ့တော့ပြောမယ်ဖမ်းပြီးတော့မလို့ပေါ့နော် my legs and hoops save me သူခုနက justify မဖြစ်တဲ့သူရဲ့ဒီသူကျင်းတယ်လို့ထင်တဲ့ခြေထောက်နဲ့ရုပ်ဆိုးရလို့ထင်တဲ့ hoops တို့ကသူ့ကိုကယ်လိုက်ပါလားဆိုပြီးသူကပြောနေတာပေါ့ as a consequence ဒီအကျိုးရလဒ်ရဒီကိစ္စဖြစ်စဉ်ကြောင့်ပေါ့နော်ဒီအကျိုးရလဒ်ကြောင့်The deer learned to honor his fast legs and have confidence in his strong hoops. အဲ့နဲ့ deer ကလေးလာအဲ့လိုပြောတင်ယူခဲ့ရတယ်ပေါ့နော်သူ့ရဲ့ဒီမြန်တဲ့ခြေထောက်တွေပြီးတော့တန်မာတဲ့သူရဲ့ခွာတွေကိုဒီဘယ်လိုပြောမလဲယုံကြည်မှုရှိလာခဲ့တယ်ပြီးတော့သူဒီအရာနှစ်ခုကိုသူလေးစားဖို့အတွက်ကိုတင်ယူခဲ့ရတယ်တဲ့အဲ့နဲ့ဒီကသူ့ဘာသူပြောလိုက်တယ်Pretty things only supplement important things
လှပတဲ့အရာတွေကတဲ့အရေးကြီးတဲ့အရာတွေကိုဒီပေါင်းထည့်ယုံပေါ့နော်ဟိုလာပြီးတော့ထပ်ပေါင်းထည့်ယုံလောက်တာပဲပေါ့နော်တကယ်အရေးကြီးတဲ့အရာတွေကသူ့ဘာသူအရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအရေးကြီးတဲ့အရာတွေကိုလှပတဲ့အရာလေးတွေကလာပြီးတော့ပေါင်းထည့်ယုံတက်ပဲတဲ့ဟိုလှပတဲ့အရာတွေကနေပြီးတော့အရင်အရေးကြီးတာမျိုးမဟုတ်ဘူးပေါ့နော်သူကသူကတွေးမိသွားတယ်တဲ့ဆိုပြီးတော့ပြောထားဖြစ်တယ်အဲ့တော့ပုံမြင်လေးကတော့ဒီဟာပဲပေါ့နော်အခုဒီပုံမြင်လေးကိုကျွန်တော်နဲ့အတူတူလေ့လာခဲ့ရတာဆိုတော့ဒီထဲမှာ vocabulary အလုံး20ခုကျွန်တော်ရှင်းပြပါရ vocabulary အလုံး20ကိုလည်းဒီပုံမြင်ထဲမှာလုံးဝ cover ဖြစ်တယ်အဲ့တော့ဒီပုံမြင်ကိုထပ်တလဲလဲဖတ်မယ်ပြီးရင်ခုနကလေ့လာခဲ့တဲ့ focus တွေကိုလည်းကိုယ့်ဘက်က example လေးတွေထပ်ပြီးစဉ်းစားမယ်ဒီလိုမျိုး9ရက်လောက်ပဲလို့ဒီလိုမျိုး9ရက်လောက်ပဲပုံမှန်လုပ်ခဲ့မယ်ဆိုလို့ရှိရင်ခုနက vocabulary တွေကိုကိုယ်သုံးချဖို့လိုအပ်လာတဲ့အချိန်မှာကိုယ်အုံတော့က automatic မှတ်မိနေပြီးတော့သုံးချနိုင်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ vocabulary တွေကိုကြက်ထားမပေးဘူးကြက်လိုက်လို့ရှိရင်ခဏနဲ့မေ့တယ်သုံးချတဲ့နေရာမှာလည်းသုံးမချတယ်လို့တောင်းကြီးဖြစ်နေတတ်တယ်အဲ့တော့အခုကျွန်တော်ပြောနေနေနဲ့စမ်းပြီးလုပ်ကြည့်ကြပါကျွန်တော်တို့အဲ့တိုင်းလုပ်ရင်းနဲ့ပဲ focus တွေတော်တော်များများမှတ်မိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်လုပ်တဲ့လမ်းစဉ်တိုင်းမိတ်ဆွေတို့ကျွန်တော်ချပြပေးတာဖြစ်တယ်အဲ့တော့ vocabulary လေးလာပဲဖြစ်ဖြစ်အင်္ဂလိပ်စာလေးလာပဲဖြစ်ဖြစ်အကုန်လုံးကနီလန်းနေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့နီလန်းကိုယူကိုယ်နဲ့လိုက်တဲ့နီလန်းကိုယူဒါကျွန်တော်နီလန်းတော့ဒီဟာအဲ့တော့ဒီလိုမျိုးနီလန်းကိုမိတ်ဆွေတို့နဲ့ကြိုက်နေရတဲ့ထင်ရင်လိုက်လို့ကြည့်ကြပါโอเคအဲ့ဆိုဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာနောက်ထပ်ပုံမြင်လေးတစ်ပုံနဲ့အတူတူပြန်လာခဲ့ပါမယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုမိတ်ဆွေတို့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဗီဒီယိုလေးရဲ့အောက်မှာ like လေးတွေပေးကြပါဦးပြီးတော့ channel ကို subscribe မလုပ်ရသေးတဲ့လူတွေကလည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်